အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့စုကမတ်စကလာကျောင်းသူတယောက်ရဲ့တလားစာဆက်တော့စဉ်ဘယ်လောက်ထိကုန်ကြနိုင်လဲဆိုတာလေးကိုတစ်ချက်ပြတော့လို့ဖြစ်ပါတယ်ရှင်ရှော့ကခင်နဲ့ဒီဆက်တော့တဲ့တလားဆက်တော့စဉ်နဲ့ကာမီရလားဒီကြောင့်ရေပုံးမင်းဖို့အဆောင်ဖို့ရနေအဆင်ပြေရလားလုံလောက်ရလားအချိန်မှန်လုံးဆရာလို့ရလားဆိုတဲ့အကြောင်းလေးတွေကို share လုပ်ပေးတော့မှာဖြစ်ပါတယ်ရှင်စုကတော့မမတနေ့မှာရှိတဲ့ကြောမှုမှာပဲအများနဲ့စင်ဝေတယ်ပေါ့နော်ဆက်တော့စီလောက်မလောက်ဆိုတာကလည်းကိုရိုင်းချက်စားတာနဲ့အပြင်မှာတော့စားနေလည်းကွာသေးရဆိုတော့လေစုကတော့အများနဲ့အိမ်မှာပဲချက်စားပြပါတယ်ရှင်စုကတလားကိုစကောလာရန်စနတောင်းရပါတယ်အခုကကျဆို language school ကျောင်းမှာတက်နေရဖြစ်ပြီးတော့ကျောင်းဆောင်မှာပဲနေနေရဖြစ်တဲ့အတွက်ကြောင့်မလို့တလားကိုရန်3000ပတ်ဝန်းကျင်လောက်ပဲကုန်နေပေါ့နော်မီတာကပါဝင်တခြားအဆောင်နေနဲ့ရှင်တော့အရန်တက်တိုင်လို့ပြောရမှာပေါ့နော်ဒါကတော့ဒီတပတ်တော့စုဝလာဖြစ်ပါတယ်အသားအတွက်ကတော့ပဇွန်နဲ့ဝတ်တလုံးဝင်ခဲ့တယ်ပေါ့နော်စုစုပေါင်းကုန်ကြစိကတော့ရန်3000စုစုံလေးဖြစ်ပါတယ်အဆောင်စိတ်ကိုရန်4000နဲ့ထားတွက်ရင်တော့မှစုရဲ့တလားကုန်ကြကအများဆုံးရန်9000နဲ့ထားမို့နော်တစ်ပတ်ကိုရန်3000မို့စားရဆိုတော့လေတကယ်တော့အဆောင်စိတ်ကရန်4000ထိတော့မကြဘူးပေါ့နော်ရန်3000ကျော်ကျော်ရန်3000ခွဲတောင်မကြဘူးပေါ့တကယ်ကအဲ့ဒါကြောင့်တလားကိုရန်9000ကနေပြီးတော့6000ထိစုမိပါတယ်ရှင်ဒါကတော့အိုဆာကာရဲ့အတွေ့အကြုံကိုမျှဝေခြင်းဖြစ်ပါတယ်ရှင်နေရာဒေသအလိုက်အသုံးစရိတ်ကုန်ကျမှုကတော့မတူဘူးပေါ့နော်ဒီရတဲ့စကောလာကြီးကလည်းနေရာဒေသအလိုက်ခွဲပြပါသေးရင်အားလုံးပဲဆောင်းနေတော့ပေးရတဲ့ကျေးဇူးတင်ပါတယ်ရှင်